အားလုံးပဲမင်္ဂလာပါရှင်။တမီးကတော့ဒီ Yan Manager Batch တွဲမှာတင်ကြားနေတဲ့ Mac ETV ဆိုပဲဖြစ်ပါတယ်ရှင်။တမီးဒီနေ့ခုပြောပြပေးမယ့်အကြောင်းလေးကတော့ Sales Management ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဒီစေသမားတယောက်မှာဆိုလို့ရှိရင်ဘယ်လိုမျိုးကြီးလိုအပ်တယ်စေသမားတယောက်ဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးအရာတွေလုပ်ဆောင်မယ်ဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်။ဒီ chat ထက်နဲ့ဒီ chat လေးနဲ့ပြောပြပေးတဲ့ဟာတွေကိုတမီးက like မှတ်ပြီးတော့တမီးသိတဲ့လောက်တွေကိုပြန်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ရှင်။ဒီ sales လို့ပြောလိုက်ပြီးဆိုတာနဲ့ sales management လို့ပြောလိုက်ပြီးဆိုတာနဲ့အားလုံးကိုကုန်အောင်ရောင်းနိုင်ရမယ်။ကုန်အောင်ရောင်းဖို့ပဲစိတ်ထဲကနေစဉ်းစားရမယ်။စေသမားတယောက်ပြီးဖြစ်ရတယ်ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကိုကိုကဘယ်လိုနည်းနဲ့ရောင်းထွက်ရမလဲ။အဲ့လိုကိုနဲ့လမ်းမှာတွေ့လို့မျက်နှာချင်းဆိုင်မျက်လုံးချင်းစုံသွားပြီဆိုတာနဲ့အဲ့လိုရောင်းရမယ်။ကိုအတိကိုရောင်းပြီဆိုလို့ရှိရင်လည်းကိုတိကမဝယ်ဘူးအင်တာနက်ဖြစ်နေရဆိုရင်လို့ရှာမှာသူ့ကိုတေချာပေါက်ဝယ်အောင်လို့ပြောပြနိုင်ရမယ်။ကိုယ့်ရဲ့ပစ္စည်းကိုရောင်းထွက်နိုင်ရမယ်။ရောက်ထွက်အောင်လုပ်ကြမယ်အဲ့ဒါတော့ဆေးပေါ့နော်ဆေးအပိုင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်တော့ကိုပစ္စည်းကိုကိုအောင်ရအောင်မယ်ကိုကအခု90ကိုရောင်းပြီဆိုလို့ရှိရင်အခု90လောက်ပေါ်ရမယ်အခု100ရောင်းပြီဆိုလို့ရှိရင်လည်းအခု100ကိုပေါ်အောင်ရောင်းရပါမယ်ရှင့်အဲ့ဟာကြီးအကုန်လုံးရောင်းလို့ကုန်ရင်ငွေရဝင်ရမယ်ရောင်းပြီဆိုတာနဲ့ငွေဝင်ရမယ်ကိုကဘယ်လိုပဲရောက်ကိုကသူတို့လက်ငင်းပဲရောက်အမျက်ကြံပြောငွေဝင်ရမယ်ဝင်ရမယ်ပြီးလို့ရှိရင်ကိုကအကျွေးပဲရောက်အကျွေးပြန်အဲ့အကျွေးကိုပြန်ရတဲ့အခါမှာလည်းငွေရအောင်ရမယ်ပတ်စံကိုဝင်ရမယ်အယောင်းကကြတော့ဒီကုမ္ပဏီတစ်ခုအတွက်ပတ်စံရှာပြီးတဲ့ဌာနအရေးကြီးတဲ့ဌာနကုမ္ပဏီကိုပတ်စံရှာပြီးနေတဲ့ဌာနဖြစ်တယ်။အဲဒါကြောင့်မို့ကိုယ့်ရဲ့ပစ္စည်းကိုရောင်းထွက်အောင်ရောင်းရမယ်။ကိုယ့်ရဲ့ product ကဘယ်နှခုရှိလဲ5ခုရှိရင်အဲ5ခုလုံးကိုအောင်ရောင်းရမယ်။6ခုရှိရင်6ခုလုံးရောင်းနိုင်အောင်ရောင်းထွက်နိုင်အောင်လုပ်ရမယ်။ပြီးတော့ရောင်းအားကိုပို့ပြီးတော့တိုးတက်စေဖို့အတွက်အယောင်းဝင်နှန်းတွေကိုအများကြီးပဲခန့်ထားဖို့လိုတယ်။ဒီနယ်ပယ်မှာအယောင်းဝင်နှန်းနယ်ပယ်မှာကျွမ်းကျင်တဲ့အယောင်းသမားတွေအကုန်လုံးခန့်ထားဖို့လိုတယ်။ရောင်းတက်တယ်ပေါ့ကျွမ်းကျင်တဲ့လူတွေခံထားဖို့လိုတယ်အယောင်းလို့ပြောလိုက်ပြီးဆိုတာနဲ့ဆေးလို့ပြောလိုက်ပြီးဆိုတာနဲ့အဲ့လူကရောင်းနိုင်ရမယ်ကိုတာဝန်ယူတဲ့အပိုင်းကိုကိုကအပြင်ကိုရောင်းချနိုင်ရမယ်အပြင်ကိုထွက်ပြီးတော့ရောင်းချနိုင်ရမယ်အကုန်လုံးကိုလည်းကိုအောင်ရောင်းနိုင်ရမယ်ဒါပေမဲ့ तू ကမရောင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဆေးသမားတယောက်ကလူကနားမနာလို့ရှိရင်ထွက်ကမယ်အဲ့တကယ်လို့ရောင်းချနိုင်တယ်ဆိုလို့ရှိရင်တော့ဒီ target ပြည့်တယ်ပေါ့ဒီလားအခု1000ရောင်းနိုင်တယ်target ပြည့်တယ်ဆိုရင် percentage နေရမယ်လာစားတွေများမယ်တကယ်လို့ तू ကအဲ့ဒီ target မပြည့်ဘူးဆိုလို့ရှိရင်အဲ့ percentage နေရောပြီးတော့လာစားနေရတယ်လည်းဖြစ်နိုင်တယ်လို့အလောက်ကနာပြီးတော့ထွက်သွားနိုင်ရတာလည်းဖြစ်နိုင်တယ်ဒါကတော့ဒီစေးသမားဖြစ်ပြီဆိုတော့ ਨੇ လောက်တတ်ရမယ်ပေါ့နော်အယောင်းလို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒီမှန်ဘလူးနဲ့လိလာနေရမယ်ရောင်းဖို့ပဲမှန်ဘလူးနဲ့အစဒီရောင်းဖို့ဒီလိုမျိုးဘယ်လိုလုပ်လို့ရှိရင်ရောင်းအားတိုးတက်နိုင်တယ်ဘယ်လိုလုပ်လို့ရှိရင်ဒီကိုပြည့်ပစ္စည်းတွေကရောင်းထွက်နိုင်တယ်ဆိုတော့အဲ့ဒါတွေကိုမှန်ဘလူးလေးလိုမျိုးပဲအကုန်လုံးလိလာနေရမယ်ဒီလူငယ်မန်နေဂျာကောင်းတယောက်ဖြစ်တင်နေဆိုလို့ရှိရင်လည်းအယောင်းပညာကိုတင်ယူရမယ်အယောင်းပညာအဓိကကျွမ်းကျင်မှုလိုတယ်ဒီမန်နေဂျာကောင်းတယောက်ဆိုလို့ရှိရင်တတိဖြစ်ချင်လို့ရှိရင်လည်းဒီအယောင်း sales management ကိုကိုကကျွမ်းကျင်ပြီးတော့တည်ဖို့လိုတယ်ဘာပဲရောင်းအားလုံးကိုပေါအောင်ရောင်းရမယ်ပြီးရင် customer relationship management ကိုလည်းကိုကသိချာလေးလုပ်ရမယ်ဒီ customer တွေနဲ့အများစေးသမားတွေဆိုလို့ရှိရင်ဒီ customer တွေအများနဲ့တွေ့ရတယ်ကွာတွေ့ရပြီးဘယ်လိုပြောရလဲ customer နဲ့ဆိုလို့ရှိရင်ဒီအမဒီဟာတွေရောင်းရအဆင်ပြေလားပစ္စည်းတွေထည့်ယူပါအောင်အဲ့လိုမျိုးစေးသမားတိုင်းအများနဲ့တွားပြီးဈေးကွက်ကိုပတ်နေရတာအဲ့လိုချိန်မှာလည်း customer နဲ့စကားကိုသိချာလေးပြောဖို့လိုတယ် customer service ကိုလည်းအများကြီးပဲကောင်းစွာပေးတတ်ဖို့လိုတယ်ပြီးလို့ရှိရင်အဲ့ဒါမှအဲ့လိုမျိုးလုပ်တဲ့အဓိကချက်ကကိုယ့်ရဲ့ပစ္စည်းကိုရောင်းရဖို့ပဲသူတို့ကကိုယ့်ရဲ့ service ပေးတာကိုကြိုက်လေဒီဘက်ကိုယ့်ရဲ့ customer တွေကကိုယ့်ရဲ့ကုန်ပစ္စည်းကိုယူလေကိုယ့်ရဲ့ product ကိုအများကြီးပဲယူရောင်းပေးလေအဲ့ဒါလည်း management တစ်ခုပဲပေါ့နော်ပြီးတော့ကိုကများရောင်းနိုင်လို့ရှိရင်များချမ်းသာမယ်များရောင်းလေများချမ်းသာမယ်ဘလို့နီးမျိုးစုံနဲ့မဆိုရောင်းရမယ်ဘလို့နီးပဲဖြစ်ဒီကိုယ့်ရဲ့ကိုပစ္စည်းကသူတို့ဘက်ကိုရောင်းထွက်နိုင်မယ်အဲ့ဒီအတွက်အများနဲ့စဉ်းစားရမယ်ကိုကများရောင်းတတ်လို့ရှိရင်ကိုပြများချမ်းသာမယ် management ဆိုတာလည်းအဲ့လိုမျိုးအရေးကြီးတဲ့နေရာမှာပါတယ်ဒီကကျတော့ဒီ company အတွက်ပတ်စံရှာပေးနေတဲ့နေရာသူတို့ကကျတော့စေးသမားတွေကကျတော့အယောင်သမားတွေကကျတော့သူတို့ကမရှိဘူးသူတို့ကကြွကြွမလုပ်နိုင်အောင်ဆိုဒီ company တွေကလည်းတိဆောက်ဖို့ဖြစ်နိုင်မှာမဟုတ်ဘူးပို့ပြီးတိုးတက်ပြီးတော့နာမည်ကြီးဖို့ဆိုတာလည်းဖြစ်နိုင်မှာမဟုတ်ဘူးပေါ့နော် conversation တွေကိုဆိုလည်းထားပေးရမယ်လို့လဲဆိုတော့ကိုက product 10ခုရှိရယ်သူတို့ရောင်းပြီဆိုတာနဲ့ဘယ်လိုပို့မလဲဘယ်နေရာတွေကိုပို့ပေးရမယ်အဲ့လိုမျိုးဘယ်လိုမျိုးအကျိုးမြတ်တွေ customer တွေကိုပေးနိုင်မလဲပေါ့ကိုကတကယ်လို့ဒီဟာ customer ဘက်ကကိုတွေကိုဖာနဲ့အဖာတစ်ထောင်မှလည်းရွေးထားပါတော့ကိုရဲ့ကိုရောင်းတဲ့ဟာကိုအခါကျလို့ရှိရင်ကိုကပို့ပေးရမယ်ဘယ်လိုကားမျိုးနဲ့ပို့ပေးရမလဲကားတွေအဆင်သင့်ရှိပြီလားလို့ရှိရင်ဘယ်လိုနီးရည်နဲ့ဒီဟာပေါ့ဒီ customer တွေဆိုခါကြပြောရလေအမားတို့ဒီလောက်ကိုဒီဟာတွေဒီလောက်ယူပြီးဒီလောက် target ပြည့်လို့ရှိရင်အမားတို့ကျွန်တော်တို့ company ဘက်ကနေပြီးတော့ထီး10ချောင်းထီးချောင်း100အမို့အောက်ထုတ်အဲ့လိုမျိုးဘယ်လိုအကျိုးမြတ်တွေပေးမယ်ပေါ့
ရောင်းနိုင်လို့ရှိရင်အမတို့ဖန်ကောလေးတွေပေးမယ်ညရာဒီဒါလေးတော့ယူလေးပါတောင်းကြဖန်ကောတွေပေးမယ်အဲ့လိုအသုံးဆောင်လေးပေးအဲ့လိုမျိုး customer တွေဘက်ကိုရအကျိုးမြတ်ပြန်ပေးရတဲ့အခါမှာသူတို့ဘက်ကကျတော့ဒီလိုပေးရပဲဆိုပြီးတော့ကိုရီအတွက် target ကိုဖြည့်ပြီးတော့သူတို့ဘက်ကလည်းရောင်းလို့ရအောင်ကြိုးစားပေးကြတယ်အဲ့ဒါလည်းအဓိကပဲပေါ့နော်ပြီးလို့ရှိရင်ဒီစေးအပိုင်းမှာလူခန့်မယ်ဆိုလို့ရှိရင်တွေ့ကြရသူခန့်လို့မရဘူးစေးကျွမ်းကျင်တဲ့လူအဲ့စေးအပိုင်းကိုတေချာလေးလေ့ကျင့်ထားတဲ့လူအယောင်ပိုင်းကိုတေချာလေ့ကျင့်ပြီးတော့ကျွမ်းကျင်ထားတဲ့လူပဲခန့်လို့ရမှာအဲ့ဘာမှမသိတဲ့လူကိုတွားခန့်မှုဆိုတာတိတ်ပြီးတော့အစင်မပြေဘူးတင်ပေးဖို့အရင်ဆုံးခန့်နေတယ်ဆိုလို့ရှိရင်တော့သူ့ကိုဈေးကွက်ထဲအရင်ဆုံးမဝင်ပေးဘဲနဲ့တေချာလေးကျွမ်းကျင်တဲ့လူနဲ့ကျွမ်းကျင်တဲ့လူတွေကသူ့ခေါ်ပြီးတော့အဲ့လိုမျိုးလေ့ကျင့်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒီတိုင်းဘာမှမကျွမ်းသေးဘဲနဲ့တွားပြီးတင်ဖို့ကြတော့သူလည်းအစိမ့်တက်ကြီးဖြစ်နေမှာအဲ့တော့ခန့်ပြီဆိုလို့ရှိရင်ကြတော့ကိုယ့်လုပ်ငန်းကိုတကယ်တမ်းအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီကျွမ်းကျင်ပြီးတော့ပေါ့လုံးဝအဲ့လိုမျိုးငကိုရဲလည်းဒီစေးရပိုင်းအောင်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့အဲ့လိုမျိုးလူတွေကိုခံထားဖို့လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီစေးရပိုင်းကကျတော့ကိုတယောက်တည်းကောင်းနေလို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်ကိုကတယောက်တည်းကိုကပဲငါပဲလုံနိုင်တယ်ငါပဲလုံမယ်ဒီဟာဘူးမှမတင်ပေးဘူးကိုတီးတဲ့တက်တာတွေဆိုလည်းအဲ့လိုမျိုးဆိုလည်းမရဘူးပေါ့နော်နောက်ကလူတွေကိုတွဲခေါ်ရမယ်ပြီးအတင်းလိုက်ဖွဲ့ပြီးတော့ရောင်းရမယ်စူပေါင်းပြီးတော့ group လိုက်အဲ့လိုမျိုးဘယ်နေရာမှာဘယ်လိုလိုအပ်တယ်ဆိုတာလည်းအများကြီးဆွေးနွေးတိုင်ပင်မျိုးကြောင်းပါမယ်ရှင်ဒါကတော့တမီးတီးရဲ့ဒီ sales management နဲ့ပတ်သက်တဲ့အရေးကြီးအချက်လေးပေါ့နော်ဒီ sales လို့ပြောပြီးဆိုတာနဲ့လုံးဝရောင်းရမယ်ကိုပစ္စည်းအကုန်ရောင်းရမယ်50ဆိုရင်အခု50ဆိုအခု50ကိုအောင်ရောင်းရမယ်ပတ်စံဝင်ရမယ်အဲ့လိုပုံစံမျိုးပါပဲရှင်အားလုံးတရားပြည့်ရှင်တဲ့နေ့ရက်လေးပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါရရှင်